multi-hole problem မင်းဟာဂိမ်းရှိုးပွဲတစ်ခုဝင်ပြိုင်နေမင်းရှေ့မှာတကား3ခုရှိတကားတစ်ခုနောက်မှာငွေ3,000ရှိကျန်တကား2ခုနောက်မှာရှားရှိဂိမ်းစီးမင်းကရှင်းတယ်မှန်တဲ့တကားကိုရွေးနိုင်ငွေရမယ်မားတဲ့တကားကိုရွေးမိရင်ပေးမယ်အခုမင်းစိတ်ထဲမှာတကားတစ်ခုကိုရွေးလိုက်ပါဥပမာမင်းတကားတစ်ကိုရွေးလိုက်တယ်ဆိုပါစို့အဲ့ချိန်မှာအစီအစဉ်တင်ဆက်သူတယောက်ကမင်းရွေးထားတဲ့တကားတစ်ကိုချက်ချင်းမဖွင့်ပဲနဲ့တကား3ကိုဖွင့်ပေးလိုက်တယ်အဲ့ဒီတကားနောက်မှာကြားတစ်ကောင်ရှိတယ်အခုမင်းအရှိမကျန်တာမင်းရွေးထားတဲ့တကားတစ်နဲ့မဖွင့်ရသေးတဲ့တကားနဲ့ငွေ1,000ကဒီတကား2ခုထဲကတစ်ခုနောက်မှာပဲရှိနေတယ်အဲ့ချိန်အစီအစဉ်တင်ဆက်သူကမင်းကိုမေးတယ်အခုမင်းကိုအခွင့်အရေးတစ်ခုပေးမယ်မင်းမူလာရွေးထားတဲ့တကားကိုဆက်ယူထားမလားဒါမှမဟုတ်နောက်တစ်ခုကိုပြောင်းမလားမင်းငွေကိုအနိုင်ရချင်တယ်ဆိုရင်မင်းဘယ်လိုရွေးမလဲလူအများစု90%ရဲ့ပထမအတွေ့ကအခုတကား2ခုပဲကျန်တယ်တစ်ခုကရှင်းမယ်တစ်ခုကတိဖြစ်နိုင်ချေက50-50ပဲပြောင်းလိုက်လေမထူအဲ့ချိန်မင်းမပြောင်းပဲမူလရွေးထားတာကိုဆက်ထားလိုက်တယ်မင်းအထင်ကငါအရန်တတိရှိရယ်ဒါအစီအစဉ်တင်ဆက်တွေလက်ကွက်ပဲဒါပေမဲ့ရလက်ကလူအားလုံးကိုအံ့အားတင့်စေတယ်တကားကိုပြောင်းရွေးလိုက်ရင်3,000ကိုအနိုင်ရနိုင်ချေရတကားမပြောင်းတာထက်2ဆပိုများနေမင်းငွေကိုအနိုင်ရချင်နေဆိုရင်အကောင်းဆုံးရွေးချယ်မှုကတကားကိုပြောင်းရမယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ဒီဂိမ်းကိုနည်းနည်းမြင်သာလာအောင်ကြည့်ရအောင်။မင်းရှိမှာတကား3ခုမဟုတ်တော့ပဲတကားအခု100ရှိတယ်ဆိုပါစို့။တကားတစ်ခုနောက်မှာပဲ3,000ရှိတယ်။ကျန်တဲ့69ခုနောက်မှာကြားရှိတယ်။မင်းစိတ်ထဲမှာထင်တဲ့တကားတစ်ကိုရွေးလိုက်တယ်။မင်းရဲ့မှန်နိုင်ချေက100%ပဲရှိတယ်။အဲ့အချိန်မှာအစီအစဉ်တင်ဆက်သူကကျန်တဲ့တကားတွေထဲကကြားရှိတဲ့တကား68ကိုဖွင့်ပေးလိုက်တယ်။လက်ရှိကျန်တာကမင်းရွေးထားတဲ့တကားနံပါတ်1နဲ့နောက်ဆုံးကျန်တဲ့တကား69အခုမင်းကိုပြန်မေးမယ်တကားပြောင်းမလားအများစုကပြောင်းမယ်လို့ချက်ချင်းပြောတတ်ကြတယ်။ဘာကြောင့်လဲဆိုတော့မင်းရွေးထားတဲ့တကားနံပါတ်1ကမင်းစိတ်ထဲမှာထင်နေတဲ့နံပါတ်ကိုရှောက်မှန်းထားတာဖြစ်နိုင်ချေက100%ပဲရှိရဲ့။အစီအစဉ်တင်ဆက်သူကမားနေတဲ့တကား68ခုကိုဖယ်ထုတ်ပေးလိုက်တယ်။အဲ့ဒါကြောင့်ကျန်တဲ့69%အနိုင်ရနိုင်ချေကတကားတစ်ခုပေါ်မှာစုပုံသွားတယ်။တကား3ခုပွဲကိုပြန်ကြည့်လိုက်ရအောင်တဘောတရားအတူတူပါပဲ။လူသားရဲ့အုံနောက်ကတင်ချာ logic နဲ့မစင်စားပဲကိုယ်အတွေ့အထင်အမြင်နဲ့ပဲဆုံးဖြတ်လိရှိရဲ့ဒါကြောင့်အမှန်တကယ်မှာတင်ချာ logic ကကိုယ့်ရဲ့အထင်မြင်ကိုလေ့စားနိုင်တယ်ဘာလို့လဲဆိုတော့အများစုလောင်းကစားတွေထုတ်ထားတဲ့ဒီဇိုင်းတွေကကြည့်လိုက်ရင်တရားမျှတမှုရှိတယ်လို့ထင်ရတယ်ဒါပေမဲ့အချိန်ကြာကြာကစားရရင်ကစားသူတွေကအနိုင်ရဖို့မဖြစ်ဘူးဘာကြောင့်လဲဆိုတော့ကစားသူကစိတ်ခံစားချက်ကိုပဲအခြေခံအသုံးပြုတယ်လောင်းကစားကတိကျတဲ့တင်ချာနဲ့တွက်ထားတဲ့ဖြစ်နိုင်ချေ probability ကိုအသုံးပြုတယ်သူတို့တွေကမင်းရဲ့အတွေးခေါ်မာရွမှုကိုဘယ်လိုအသုံးချပြီးတော့ပတ်စံယူရမလဲဆိုတော့အရန်နားလေကြတယ်မှတ်ထားပါတင်းရဲ့အထင်အမြင်အတွေးနဲ့သူများစနစ်တကျဒီဇိုင်းလုပ်ထားတဲ့တင်ချာ logic ကိုမရှင်ပြိုင်ပါနဲ့